မင်္ဂလာပါပိုးလန်ကွဲစာမျက်နှာကနေကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခါကျွန်တော်တင်ပြမယ့်သင်ခန်းစာကတော့ရပ်ပင်ဝါဆွဲပြီးသွဲနဲ့ပြီးပေါင်းဆက်ခြင်းစာကြောင်း6မှာပါတော့စာကြောင်းတွေကိုကျွန်တော်စကလုံးပေါင်းပြပေးမှာဖြစ်ပါတယ်အစဉ်အသစ်ဖြစ်ပြီဆိုရင်ကျွန်တော်နဲ့တူတူလိုက်ကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်ကာရီဝါဟွေရပေမိုင်ကီthứ kháng tờ li mai la kiêu ca ri wa hoi ya pe mai ki thứ kháng tờ li mai la mai nga kiêu ca ri wa hoi ya pe mai ki thứ kháng tờ li kiêu ca ri wa hoi ya pe mai ki thứ kháng tờ li mai nga kiêu ca ri wa hoi ya pe mai ki thứ kháng tờ li mai ni song kiêu ca ri wa hoi ya pe mai ki thứ kháng tờ li mai bắt nga kiêu 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 ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲဒီသင်ခန်းစာကိုဆုံးထိကြီးချုပ်လေ့လာပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်